လွတ်လပ်ရေးရရှိပြီးကတည်းကကျမတို့နိုင်ငံမှာလက်နက်ကင်ပဋိပက္ခကြောင့်အင်အားပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။တိုင်းပြည်မငြိမ်ချမ်းတဲ့အခါမငြိမ်ချမ်းတဲ့အတွက်တည်ငြိမ်မှုကင်းမဲ့ပြီးဖွံ့ဖြိုးတိုးတက်မှုတွေအဖက်ဖက်ကနောက်ကျလို့အဆင်းရဲဆုံးနိုင်ငံစီးရင်တဲ့ကိုတောင်သက်ဆင်းကြရောက်ခဲ့ရပါတယ်။နိုင်ငံလည်းနစ်နာလူထုလည်းနစ်နာပြည်ထောင်စုရဲ့အနာဂတ်လည်းနစ်နာခဲ့ရပါတယ်။ဒီကနေ့ဒီအချိန်မှာကျမတို့နိုင်ငံမှာစိန်ခေါ်မှုတွေအခက်အခဲတွေအများကြီးရင်ဆိုင်နေရပါတယ်။အားလုံးသိကြတဲ့အတိုင်းနိုင်ငံတကာအလယ်မှာကျမတို့နိုင်ငံဟာဖိအားပေါင်းများစွာဝေဖန်မှုပေါင်းများစွာနဲ့ရင်ဆိုင်နေရသလိုပြည်တွင်းမှာလည်းသဘောထားကွဲလွဲမှုတွေနဲ့အငြင်းပွားမှုတွေဟာဖြစ်နေတုန်းပါပဲ။မတူကွဲပြားမှုတွေကိုပေါင်းစည်းပြီးအင်အားဖြင့်မပြောင်းလဲနိုင်ခဲ့ခြင်းရဲ့ဆိုးကျိုးတွေပါပဲ။စက္ကန့်နဲ့အမျှပြောင်းလဲနေတဲ့လောကကြီးနဲ့ယနေ့ကမ္ဘာကြီးကကျမတို့နိုင်ငံကိုစောင့်ဆိုင်နေမှာမဟုတ်ပါဘူး။ကျမတို့ရဲ့မျိုးဆက်သစ်တွေကြီးပြင်းလာတဲ့အချိန်မှာလက်နက်ကင်ပဋိပက္ခတွေနဲ့ထူးမခြားနာနိုင်ငံတော်မျိုးကိုကျမတို့ထားရခဲ့မှာလား။စီးလုံးညီညွတ်ခိုင်မာတောင့်တင်းပြီးအများသူငါကလေးစားရတဲ့နိုင်ငံတော်ကိုကျမတို့ထားရခဲ့မှာလား။အလေးနဲ့ထားစဉ်းစားကြဖို့ကျမအနေနဲ့ဒီကနေ့ဒီနေရာကနေပြီးတော့တိုက်တွန်းပြောကြားလိုပါတယ်။နောက်ထပ်ဘယ်အချိန်ထိကျမတို့ပြည်သူတွေစောင့်ဆိုင်နေကြအောင်မှလဲဘယ်အချိန်ထိကျမတို့နိုင်ငံရဲ့လက်နက်ကင်ပဋိပက္ခတွေကြီးစိုးနေအောင်မှလဲနောက်ထပ်ဘယ်အချိန်ထိမညီညွတ်တဲ့နိုင်ငံသဘာဝနဲ့နေကြအောင်မှလဲအဲ့ဒီလက်နက်ကင်ပဋိပက္ခတွေကိုစတင်ခဲ့ကြတဲ့သူတွေကတော့ဒီကနေ့ဒီအချိန်မှာဒီလောကကြီးမှာမရှိကြတော့ပါဘူးအမွေဆိုးအဖြစ်ထားရခဲ့တဲ့ဒီပဋိပက္ခတွေကိုဆက်လက်တည်ဆောင်ပြီးကျမတို့လက်ထက်မှာလဲစစ်မီးမငိမ့်မြက်ခင်းမစိမ့်နိုင်သေးတဲ့ပဲရန်ငွေတွေဝေနေဦးမှာလားဆက်ပြီးတော့လဲရန်ငွေတွေဝေနေစေခြင်းသေးလားဆိုတာကိုကိုမေးကြရမှာဖြစ်ပါတယ်ကျမတို့ရဲ့နိုင်ငံထူထောင်ခဲ့တဲ့လွတ်လပ်ရေးဖခင်ကြီးတွေမျှော်မှန်းခဲ့ကြတဲ့တရားမျှတခြင်းလွတ်လပ်ခြင်းတွေနဲ့အခွင့်အရေးသာတူညီမျှရှိတဲ့ဝါဒရေးရာဖြူစင်တဲ့ပြည်ထောင်စုကြီးတည်ထောင်နိုင်ဖို့အားလုံးသဘောတူလက်ခံနိုင်တဲ့ဖက်ဒရယ်စနစ်ကိုကျမတို့အားလုံးလက်တွဲပူးပေါင်းကြိုးပမ်းကြဖို့အချိန်တန်နေပါပြီ။တိုင်းပြည်နာလှပြီဖြစ်တယ်လို့ကျမတို့ပြည်သူတွေလည်းမျှော်လင့်ချက်တွေမှင်းမိန်နေခဲ့တာနှစ်ပေါင်း80ကျော်လွန်ခဲ့ပါပြီ။ဒါကြောင့်အမျိုးသားညီညွတ်ရေးရဲ့အစအနိဒန်းဖြစ်တဲ့ NCA ကိုမျက်မှောက်ပြုကြဖို့ကျမအနေနဲ့လေးနဲ့တိုက်တွန်းပြောကြားလိုပါတယ်။အတိတ်ကတန်တရားတွေအာဃာတတွေပြစ္ဆုတ်ပံအပေါ်အရေးထိုးတတ်ကြပါတယ်။ဒါဟာလူသဘာဝအရာဖြစ်တတ်ပါတယ်။ဒါပေမဲ့ကျမတို့အားလုံးပြီးခဲ့တဲ့အတိတ်ကိုသင်ခန်းစာယူပြီးတိုင်းပြည်ရဲ့အနာဂတ်အတွက်ကျမတို့ပြည်သူတွေရဲ့အနာဂတ်အတွက်ရှေ့ကိုခြေလှမ်းတစ်လှမ်းရဲကြီးလှမ်းလိုက်ဖို့ပြောချင်ပါတယ်။လက်နက်တွေခဏဘေးဖယ်ပြီးတွေးဆုံဆွေးနွေးရေးစပွဲဝိုင်းတွေမှာမိသားစုချင်းချင်းပွင့်လင်းဆွေးနွေးကြည့်ကြဖို့ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက်စတင်မူတစ်ခုကိုအစပြုပေးကြဖို့ပြောကြားလိုပါတယ်။ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့အားလုံးသဘောတူလက်ခံနိုင်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းရေးအတွက်ဥတီကြိုးပမ်းနေတဲ့21ရာစုနှစ်ပင်လုံညီလာခံလမ်းကြောင်းကိုမမှိတ်မတုံဆက်လက်လျှောက်လွှမ်းဖို့တန်တိတ်ချထားပြီးဖြစ်ပါတယ်။ဘယ်လိုအခက်အခဲမျိုးဘယ်လိုစိန်ခေါ်မှုမျိုးကြုံတွေ့ရပါစေဖက်ဒရယ်ပန်းတိုင်အပြောက်မခံပဲခြေလှမ်းမှန်နဲ့ရှေ့ကိုဆက်ပြီးလျှောက်လှမ်းသွားမှာဖြစ်ကြောင်းအလေးနဲ့ပြောလိုပါတယ်။